မင်းတို့လာရှိုးမင်းတို့တက်မတော်ကြီးတိုက်ယူလာမဟုတ်ဘူးကွာတိုက်ယူလာမဟုတ်ဘဲနဲ့မင်းတို့တက်ထိုင်တော့ဒီလိုမျိုးတွေပြောပါတယ်စစ်သွေးရောက်အုပ်စုဒီလိုတွေပြောပါတယ်အဲ့တော့စစ်တိုက်တယ်ဆိုတာကစစ်တိုက်တယ်ဆိုတာကျွန်တော်လက်နက်ကြီးနဲ့ပြစ်နေလို့လည်းမရဘူးစစ်စင်ရေးတခုလည်းလုပ်လို့မရဘူးစစ်တိုက်တယ်ဆိုစစ်ရေးနိုင်ငံရေးတစ်ခုလုပ်ရတယ်စစ်ရေးနိုင်ငံရေးလုပ်ရတယ်စစ်ရေးနိုင်ငံရေးဆိုတဲ့နေရာမှာနိုင်ငံရေးမှာကျွန်တော်အမာနဲ့လဲသွားရတယ်အပြော့နဲ့လဲသွားရတယ်စစ်တိုက်တယ်ဆိုတော့ကကျွန်တော်စစ်ရေးလို့တယ်နိုင်ငံရေးအမာကိုင်းလို့တယ်အပြော့ကိုင်းလို့ဒီလိုသုံးနဲ့သွားတာဒီတောက်တိုင်တော့သုံးနဲ့သွားတာဒါစစ်ရတဲ့ဘောပဲအဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်လာရှိုးမျိုးနဲ့ပတ်သက်ရင်ဒါကကျွန်တော်တို့ဒီ soft power ကနေပြီးတော့ကျွန်တော်တို့နိုင်ငံရေး soft power ကနေပြန်ရတာပဲဗျနိုင်ငံရေး power ကနေပြန်ရတာပဲအဲ့တော့ဗျာခင်ဗျားတို့သိပါလေဒီလာရှိုးမျိုးမှာပါကာပါတို့ပါလာပါတို့ဗျာဘာအညာအဆုံးနေရပဲဗျာအဲ့မှာကျွန်တော်တို့အဲ့မှာဆိုရင်ဦးထွန်းဟိန်တော့မှအဲ့မှာမျိုးအုပ်ချုပ်ရေးဖွဲ့တယ်မှာပါတယ်ဦးထွန်းဟိန်ဆိုတာကဒီ NLD ရဲ့ကျွန်တော်တို့ဒီ CEC အဖွဲ့ဝင်ဒေါ်မေတကြံဟင်းရဲ့အဖေရခင်ကနောက်ချုံမျိုးနဲ့ပြည်သူ့လို့တော့ကိုယ်စလဲဦးထွန်းဟိန်ဆိုတာမေတကြံဟင်းရဲ့အဖေပြီးခဲ့တဲ့ကာလ10-20ခုကာလမှာတိုက်ပွဲတွေဖြစ်ပြီးတော့ဒီထောင်ဖောက်ပြီးတော့ MMD ကထိချုပ်ပြီးတဲ့နောက်ပိုင်းမှာဒီထောင်ဖွင့်မိလိုက်တဲ့အခါမှာဦးထွန်းဟိန်ကပေါ့ဗျာထွန်းဟိန်ကကျွန်တော်တို့ဒီလာရှိုးရဲ့လက်ရှိမျိုးချိုးရဲ့ခေါင်းဆောင်လုပ်နေတယ်အခုတော့ထွန်းဟိန်ကပြေးပြီလားမပြေးဘူးလားကျွန်တော်လည်းမသိဘူးအဲ့တော့လာရှိုးမျိုးရဲ့အခြေအနေလက်ရှိတော့ကျွန်တော်တို့ဒီလာရှိုးမျိုးရဲ့အခြေအနေပတ်သက်ရင်ကျွန်တော်ဒီစင်တကောင်ဟိုတယ်မှာဒီတရုတ်အစိုးရကိုယ်စားလှယ်အဖွဲ့ဒီကျွန်တော်တို့ဒီနိုင်ငံတော်ရဲ့ကိုယ်စားလှယ်အဖွဲ့ပြီးရင်ကျွန်တော်တို့ဒီ MMD ရဲ့ကိုယ်စားလှယ်အဖွဲ့၃ဖွဲ့နဲ့ကျွန်တော်တွေ့ပြီးတော့ဆွေးနွေးရသေးရတယ်ဒီ MMD ကတော့ဒီဧပြီလ21ရက်နေ့နောက်ဆုံးထားပြီးတော့ဒီလာရှိုးမျိုးနဲ့ထွက်မှာဖြစ်ပါတယ်အဲ့တော့သူတို့ပြောသလိုပါဗျာဒီတက်ကမြို့ထဲမှာနေပြီးတော့ MMD ကမြို့ပြင်မှာနေရမယ်ဆိုတော့ပြောဆိုနေကြတာရှိပါတယ်အဲ့ဒီသတင်းတွေကကျွန်တော်သတင်းမားတွေကဖြစ်ပါတယ် MMD ကသူတို့တည်ရချင်းခင်ဗျားတို့နတ်တိုင်ကြက်တယ်လို့တည်ရချင်းသူတို့ကဒီလာရှိုးကနေသူတဖြည်းဖြည်းသူတို့ဆုတ်ရမယ်နောက်ဆုံးသူကဒီလောက်ကင်ကြီးဆုတ်ရမယ်ရခင်ကျွန်တော်တို့ဒီကိုကတ်ကိုပိုင်အုပ်ချုပ်ခွင့်ရမြို့မှာပြန်ပြီးနေရမယ်လက်ရှိသူတို့ဒီရှိုင်းမြောက်ဒေသလမ်းပိုင်းတွေမှာသူတို့ထိချုပ်တဲ့ area တွေအားလုံးကသူတို့ဆုတ်ရမယ်ဆုတ်ပြီးတော့ရခင်ကိုကတ်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာတော့ပြန်နေရမယ်ဒါသူတို့အခြေအနေပြီးရင်ကျွန်တော်တို့ဒီလာရှိုးထောင်ထဲမှာကျွန်တော်တို့ဒီရှိနေတဲ့ထို့တူပါပဲကျွန်တော်တို့ဒီဖန်စီချစ်ချောဘက်ကိုရွှေ့ပြောင်းခံရတဲ့ဒီကျွန်တော်စစ်သုံးမှတ်နေရှိတော့တက်မော်သားရှိတာပေါ့ဒါပါဆိုတက်မော်သားလို့ပဲသုံးပါမယ်အဲ့တော့ဒီတက်မော်သားတွေလည်းကျွန်တော်တို့ဒါပြန်ပြီးတော့ဒါလွတ်မှာဖြစ်ပါတယ်ကျွန်တော်တို့သိတာပြန်ပြီးလွတ်မှာဖြစ်ပါတယ်အဲ့တော့ဒီတက်မော်သားမိသားစုဝင်တွေအနေနဲ့ဒါကျွန်တော်တို့အများကြီးစိတ်မပူပါနဲ့ကျွန်တော်တို့ဒီပြန်လွတ်မှာပါအဲ့တော့ခင်ဗျားတို့ရှင်းပါတယ်ကျွန်တော်စစ်ဒီနိုင်ငံရေးမှာကျွန်တော်စီးနဲ့လည်းသုံးရတယ်နိုင်ငံရေးအမာလည်းသုံးရတယ်အပျော်လည်းသုံးရတယ်အဓိကကိုယ့်ရဲ့ရည်မှန်းချက်ရဖို့ပဲခင်ဗျားကလာရှိုးမျိုးကိုရဖို့တော့ခင်ဗျားလူတွေထပ်သေပြီးတော့ခင်ဗျားတိုက်เสียမှာမလို့တာဗျာခင်ဗျားကလည်းအဓိကရဖို့ပဲလေဗျာရတယ်ဘာဖြစ်လဲလာလိုက်မယ်လာရှိုးမျိုးကကျွန်တော်စီးရအရေးပါတယ်ခင်ဗျားတစ်ဖက်မှာကျွန်တော်တို့ဒီ KI ထိန်းချုပ်တဲ့လိုင်စာတိထိန်းချုပ်နိုင်တယ်တစ်ဖက်မှာလည်းကျွန်တော်တို့ဒီမိုးမိတ်စသဖြင့်ဗျာနောက်ဆုံးအဝေးမပြောမနဲ့ဒီ TNL ထိန်းချုပ်တဲ့ဒေသတွေကိုမကြခင်ခင်ဗျားအဲ့မှာလာရှိုးကနေထိုးစစ်ဆင်လိုက်ခဏလေးပဲလာရှိုးကစစ်ရေးနိုင်ငံရေးစီးပွားရေးအရန်ကိုအရေးပါတယ်နေရာဖြစ်တယ်အဲ့တော့လာရှိုးမျိုးအခြေအနေနဲ့ပတ်သက်ရင်တော့ရခင်က NUG ဖွဲ့တွေကြွေးကြော်ခဲ့တဲ့သူတို့ဖွဲ့တွေဒီမှာရှိတာတော့ဟိုဖွဲ့တွေဒီမှာရှိတာတော့ဘာလို့ညာတော့ပေါ့ဗျာဘယ်တွေရောက်သွားကြလဲလွတ်ပါအောင်ဒီ NUG နဲ့ထွက်ပြောပါအောင်လာရှိုးမျိုးကို MMD ကဒီတက်ပလော့ထံပြန်ပေးတာအားလုံးလက်မခံကြအောင်ထွက်ပြောလေဘယ်သူထွက်ပြောမလဲခင်ဗျားပါဇက်တွေဘာတွေပိတ်နေတာလောက်ပါအောင်ဒီ NUG အဖွဲ့တွေထွက်ပြောလေဗျာမကျေနပ်ကြောင်းခင်ဗျားတတိရှိထွက်ပြောလာရှိုးမျိုးတိုက်ခဲ့တာ MMD တစ်ဖွဲ့တည်းမဟုတ်ဘူးPDF တွေပါတယ်ထွက်ပြောလေဗျာမဟာမိတ်တပ်ပေါင်းစုပါထွက်ပြောလေဘယ်သူတွေထွက်ပြောမှာလို့လဲအဲ့တော့ခင်ဗျားတို့သိရမှာကတက်မတော်ကတစ်ဖက်မှာကျွန်တော်တို့စေးသွားတယ်တစ်ဖက်မှာကျွန်တော်နိုင်ငံရေးအပြော့မှာသွားတယ်တိတ်ကိုရေးကြည့်တာခင်ဗျာနိုင်ငံရေးမပါပဲစစ်တိုက်လို့ဘယ်တော့မှမအောင်မြင်ဘူးမအောင်မြင်ဘူးရှင်းလေးပဲခင်ဗျားတို့လက်ရှိဒီ PDF တွေကြည့်လိုက်ဗျာခင်ဗျာဘာနဲ့ရွာလဲဒလန်ဆိုတတ်တာနဲ့ပဲရွာလဲနေသူတို့တိုက်ရဒလန်မို့လိုက်တတ်တာနဲ့ပဲရွာလဲနေခင်ဗျားတို့ဒလန်ဆိုပြီးတတ်တဲ့ဟာတွေကခင်ဗျားတို့ဒီနိုင်ငံတကာအဖွဲ့တွေမသိဘူးမပြောနဲ့အကုန်သိတယ်ခင်ဗျားတို့လူတွေကိုခင်ဗျားတို့ဥပဒေမှာတတ်နေတယ်ဆိုအကုန်သိတယ်အဲ့ကြောင့်ခင်ဗျားတို့ဒီနိုင်ငံတကာအဖွဲ့တွေကဒီ NUG နဲ့ပတ်သက်ရင်တို့စောင့်ကြည့်ကြတာရခင်ကစောင့်ကြည့်တဲ့အခါမှာဒီဖွဲ့ကြီးကတကယ်ကိုတော်ရင်းဥပဒေကျင့်သုံးနေတာပါလားဒီဖွဲ့တွေကဥဆောင်တဲ့သူလည်းမရှိဘူးဟိုနေရာမှာသူလူငါသမီးဒီနေရာမှာသူလူငါသမီးဘယ်သူနဲ့စကားပြောလို့ပြောမှလည်းမသိဘူးခင်ဗျားတို့ဗာနဲ့တူလဲဆိုတော့ဒီရက်ကွက်ကထဲကခင်ဗျားတို့ကဒီဗျမ်းကြားဈေးတဲ့အဆင့်လောက်ပဲရှိတယ်ဟောင်းပွားဟိုဟောင်းပွားဒီဟောင်းပွားဒါနဲ့ပဲပြီးသွားမှာ
အဲ့တော့ရှင်းပါတယ်လာရှိုးမျိုးကိုတက်မတော်ကပြန်ယူလိုက်တာကစီရေးနိုင်ငံမှာကျွန်တော်အပျော်အမောင်ဒီတောက်ဆိုင်တုံးနဲ့ပြန်ယူခဲ့တာအဓိကခင်ဗျရည်ရွယ်ချက်ရဖို့ပဲလေဗျာခင်ဗျာလည်းထပ်ပြီးတော့ခင်ဗျာကြီးကုံစားဘာလို့မှလဲဗျာကြီးအကုံမခံတော့ဘူးဗျာလာရှိုးကိုပြန်တိုက်ဖို့အတွက်ခင်ဗျာဒီနေရာမှာကြီးဒီလိုကျွန်တော်တို့ soft power နဲ့ရတဲ့ကမှာဒီနေရာမှာမသုံးမဲ့အခြားနေရာတော့သုံးတော့မှာပါဗျာခင်ဗျာလည်းအခြားနေရာသုံးစရာတပုံကြီးပဲခင်ဗျားတို့လာလိုက်မယ်ခင်ဗျားတို့ဒီလက်ရှိစစ်သွေးကြွားတွေကြွေးကြော်နေတာကခင်ဗျားတို့ကြွေးကြော်ဒီမိုကရေစီလည်းမဟုတ်ဖက်ဒရယ်လည်းမဟုတ်သူတို့အကျိုးစီးပွားသူတို့လုပ်နေတာလက်နက်ကင်အဖွဲ့တွေတိုင်းမှာသူတို့အကျိုးစီးပွားတွေကိုစီရှိတယ်အဲ့ဒီအကျိုးစီးပွားတွေကိုခင်ဗျားတို့အသက်တွေဘဝတွေခံနေတာကဗမာစစ်သွေးကြွားဗမာကုန်တုံးတွေ PDF ကုန်တုံးတွေတနည်းအားဖြင့်ခင်ဗျားဒီလက်နက်ကင်အဖွဲ့တွေကိစ္စပြီးမြောက်ဖို့တော့ခင်ဗျားတို့ကုန်တုံးပြီးလဲပြောအဲ့ကုန်တုံးတွေချုပ်ပြီးတော့လွတ်မလိုက်တာခင်ဗျားတို့ဘဝတွေအဲ့ဒါတွေပဲဆက်ကြည့်တာလာရှိုးမျိုးလိုပဲအခြားသောတစ်မျိုးပြီးတစ်မျိုးဆက်လာလိမ့်မယ်ပြီးပဲမီယာကိုနည်းနည်းကကြည့်ရှုအားပေးတဲ့မိတ်ဆွေများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာရတယ်ဘာညာဦးပြောကြတော့ဗျာနော်အဲ့မှာတရုတ်ကိုပြေးလဲဟိုဘက်ကနေကိုကနေဟိုဟာတွေကနေထွက်မပေးဘူးဟိုမျိုးဆွင်ဘက်ပဲဝိုင်းထားတယ်ပေါ့ဝိုင်းထားတာမဟုတ် PDF တွေ TNA တွေ KIA တွေတနက်ဖောက်မှာဆိုလို့ဟိုကအနေအကေးဘေးရှင်းစွာဖြင့်ကာယံပေးထားတာနော်တော့လဲဟိုသဘောပေါက်ဖို့လိုတယ်ကြလားသူတို့စစ်ဆိုတာပြောမယ်မဟုတ်စစ်တိုက်လို့နိုင်တယ်မဟုတ်ဘူးစစ်တိုက်လို့ဘယ်နှမျိုးဘယ်ဟာဘယ်နေရာဘယ်လောက်ပဲတိမ့်တယ်ဘယ်လိုပဲဖြစ်ကျွတ်တို့ကငြိမ်းချမ်းအေးချမ်းမှုပဲရေးကြည့်တာတနက်တစ်ချက်မဖောက်ဖဲနဲ့ပဲရဘယ်လိုပဲရသိန်းခံထားတဲ့မျိုးတွေရပလက်နဲ့ပဲရကောင်းတယ်ရဖို့ရေးကြည့်တာပဲရရင်မှပြည်သူလူထုတွေအေးချမ်းသွားလှုပ်ရှားလှုပ်လို့ရရင်ကျွတ်တို့ကျင်နေပြီဒါပဲလူရင်းကဒါပဲအဲ့တော့ဝမ်းနေတာတွေပူဆွေးတာတွေလုံးနေနဲ့ဟုတ်လားပူဆွေးတော့ကလည်းလောင်မြိုက်မိနေကြတယ်လို့ဟိုဘက်ကဟာတွေပြည်ပေးတွေရောပါတယ်ရောပြောချင်တာကိုယ့်ကိုအဖမ်းမခံအောင်လားယင်နေကြလို့လည်းပြောချင်တယ်နော်နောက်တစ်ချက်ကဦးသိန်းတော်ဒီမှာခုတွေ့ရတယ်ဗျာနော်အခုဖြစ်နေတယ်တဲ့တမတော်ကပေါ့ဗျာဒီပေါင်900နဲ့ကျဲသွားတယ်ပေါ့နော်ပေါင်900နဲ့ကျဲသွားတဲ့တပိတ်ချင်းကိုတဲ့ຫນွေဘိုးရင်ကလည်းမကူဘူးတဲ့ခိုင်နှင်းဝင်လည်းမကူဘူးတဲ့ဖြူထွေးလည်းမကူဘူးရေခဲကြောင်းလည်းမကူကိုမင်းထွေးလည်းမကူဘူးတဲ့နော်ပြောပြရင်လေတဲ့အတိုင်းရှာရကြမယ်တဲ့အတိုင်းရှာတယ်ပေါ့ဖြေအောင်မယ်တဲ့မျက်လုံးမကန်းစေနဲ့နားမကန်းစေနဲ့တဲ့ဩအကျန်းဖက်တွေခိုးအောင်တဲ့နေရာအကျန်းဖက်တွေရှိတဲ့နေရာအကျန်းဖက်တွေပြည်သူတွေတဲ့ဆက်ကြီးကောက်ပြည်သူတွေပိုင်နေတဲ့ရွှေတွင်းနေဝါတွေလှုပ်ရှားနေတဲ့နေရာကိုပေါင်900နဲ့ကျဲတာကိုဒီပရဟိတလုံနေတဲ့သူတွေကငလျင်တန်းပြတဲ့တန်းကြီးရလားဟမ်အဲ့မှာပြည်သူတွေစီကတအားကောက်ထားတယ်ဟုတ်လားတပိတ်ကျစ်ဘက်ကရွှေတွင်းနေငွေတွင်းနေအဲ့မှာအများကြီးရထားတာဗျာပိတ်တဲ့ကြောင်းလားအများကြီးရထားတဲ့ဟာကြီးအများကြီးပဲအဲ့တပိတ်ကျစ်မှာရွှေကုမ္ပဏီတွေကရထားတဲ့ရွှေတွေနဲ့ဟုတ်လားအဲ့ဒီလူတွေစီကခင်ဗျားတို့လှုပ်လေအဲ့ဒါတွေနဲ့ခင်ဗျားတို့တပိတ်ကျစ်မှာဘုံကျဲခံရတဲ့ဟာတွေဟိုရိတ်ခါတောင်းမှလားဘာလို့မတောင်းတာလဲဟမ်အဲ့ဒီစီကနေရောက်အောင်တောင်းကြလေဗျာဖတ်ပြမယ်နော်ဖတ်ပြမယ်ခင်ဗျားတို့တပိတ်ကျင်းမှာပေါင်900နဲ့ချဲခံရတယ်ခင်ဗျားတို့တောင်းမဲ့လူတွေစီကိုပောက်ကိုတော့ပြောပြမယ်ကြားလားထောက်ဖို့ကြီးစားရေးလေဗျာနော်ထောက်ဖို့ကြီးစားတွေဒါလူကြီးတွေတီအောင်ပြောပြပါခင်ဗျာတဲ့ပြည်သူတွေရဲ့ပစ္စည်းကိုတဲ့အတ်တို့တစ်ချောင်းတောင်မယူဘူးဆိုတဲ့မန် PDF နဲ့ TNA အဖွဲ့တွေရတဲ့တပိတ်ကျင်းမြို့နယ်ရေရွက်ရလက်ပံပြန့်ရွာလက်ကြရွာတွေမှာရှိတဲ့လာပြီနော်ထောက်ဖို့တွေဖြစ်တဲ့ဇော်မင်းဦးနံပါတ်1ဇော်မင်းဦးနံပါတ်2ထွန်းလင်းအောင်နံပါတ်3ဘိုးဦးနံပါတ်4ဘိုးဘိုးနံပါတ်5ကလားနံပါတ်5ကလားခကျော်စန်းနံပါတ်6မတ်ရီလိုင်းနံပါတ်9ဖိုးချမ်းနံပါတ်8ထင်လင်းအောင်တို့ထောက်ဖို့အဖွဲ့မှာမန္တလေးကိုတဲ့တယောက်တစ်လက်စီရွှေလာရောင်းကြတယ်တဲ့ရွှေရောင်းပြီးအပြန်မှာရိတ်ခါတွေပြန်ဝယ်ပြန်တယ်တဲ့မန်ပီရဲ့နဲ့ TNA အဖွဲ့တွေရဲ့လက်နဲ့ခရမ်းရိတ်ခါတွေပါလိုတလောက်လင်းထိုက်မြန်မာကုမ္ပဏီမှရနေတာဖြစ်ပါတယ်တဲ့ထောက်ပို့တွေလာတဲ့လမ်းကြောင်းကတပိတ်ကျင်းကနေထုံကြီးရွာမှတဆင့်တစ်စိတ်ရွာမှတဆင့်မန္တလေးမယန်းကြံစိတ်ကန်းဖြစ်ဂောဝေစိတ်ကန်းဖြစ်တဲ့လာပါတယ်တဲ့တခါတလေကြောက်လေတပိတ်ကျင်းမှကြောင်မြောင်းရွှေဘိုလန်းရွှေဘိုမှသခိုင်းနာဘောက်ကနေလာကြတယ်တဲ့ကားနံပါတ်ကတော့ဒါတော့ဦးစင်းကတော့ကားနံပါတ်ကိုကတော့နော်
ပို့ထားတာလဲကားနံပါတ်တွေကတော့ဥစဉ်ဘီကိုတွေပို့ထားပြီးသားဖြစ်တယ်ဗျာနော်ကားနံပါတ်တွေတော့ဥစဉ်ဒါဌာနဆိုင်ရာအကြီးအကဲတွေစီကိုစားဖိုင်စီကိုလည်းဥစဉ်ပို့ထားတာဖြစ်တယ်နော်ကားနံပါတ်တွေအလုံးစုံတော့ပါတယ်နော်အဲ့တော့မန္တလေးကိုရွှေလာရောက်ကြတာပါတဲ့ထောက်ပို့လူတွေကိုတော့ဖမ်းဆီးအရေးယူနိုင်ခဲ့ရင်းနဲ့တပိတ်ချင်းမြို့နယ်မှာရှိတဲ့နိုင်မီကန် PDF နဲ့မန် PDF နဲ့ DNA အဖွဲ့တွေရဲ့လက်နက်ခဲယမ်းရိတ်ခါဖြတ်တောက်နိုင်မှာဆိုတာကိုလူကြီးတွေတည်အောင်နဲ့တင်ပြပေးစီခြင်းပါတယ်တဲ့ဥစဉ်ပြောချင်တာကခင်ဗျားတို့အခုပေါင်ဟန်းအာကြီးနဲ့ချဲခိုင်းတဲ့နေရာကိုလေဗျာအဲ့ဒီနေရာကိုခင်ဗျားတို့ရိတ်ခါတွေလိုချင်တယ်ဆိုစောစောကထောက်ဖို့အကြီးစားတွေအဲ့သူတို့စီကိုတောင်းကြခိုင်နှင်းဝေစီကိုလည်းမတောင်းနဲ့ဖြူဖြူထွေးစီကိုလည်းမတောင်းနဲ့ကြလားခင်ဗျားတို့ဖင်လေကောင်းထွက်မှာပဲရှိရလေမောင်တူတို့ကတူတော်ကောင်းနေလေတူတို့ကတကယ်စစ်မှန်တဲ့ပြည်သူတွေစီပဲလှူမှာပေါ့စစ်မှန်တဲ့ပြည်သူတွေစီချမှာပေါ့အကြမ်းဖက်ကိုထောက်ပံ့အကြမ်းဖက်ဥပဒေနဲ့တူတို့ညှိပြီးဘဲထောင်းရငါတုံးငါအားတွေမှမဟုတ်တာတုံးကဲလို့အားကဲလို့ခံခဲ့ရတူလည်းရှိတယ်တောင်တရတူလည်းရှိခဲ့တယ်လေနော်အဲ့တော့စစ်မှန်တဲ့တကယ်အမှန်တကယ်ဒုက္ခရောက်တဲ့ပြည်သူတွေစီပဲလှူမှာပေါ့ဘာလို့အဲ့လောက်ငါကြီးကြခြင်းရလဲစောစောကြုတ်ပြောတဲ့ခင်ဗျထောက်ဖို့တွေအများကြီးရှိတယ်အဲ့ဒီထောက်ဖို့တွေစီကိုအလူခံကြလေအဲ့ဒီထောက်ဖို့တွေစီကျမတို့တို့ကျမတို့အကြမ်းဖက်တွေကျမတို့ငါကတပြေပိုင်းနဲ့ခင်ဗျားတို့ကြိုးတာမဟုတ်ဘူးလားငါကတပြေပိုင်းနဲ့ကြိုးပြီးမှသားကားဘာဖြစ်တယ်ညာဖြစ်တယ်ဆိုရင်ခင်ဗျားတို့မျိုးဖြစ်တာမဟုတ်ဘူးလားအခုမှလောင်မြိုက်ပူဆွေးမနေနဲ့နော်လောင်မြိုက်ပြီးပူဆွေးမနေနဲ့အပြည့်မဲ့ပြည်သူတွေရှိတဲ့နေရာကိုဘယ်တက်မတော်ကမှဘုံမကျဲဘူးစစ်မှန်တဲ့ပြည်သူတွေနေတဲ့နေရာကိုဘယ်တက်မတော်မှဘုံမကျဲဘူးဒါကိုခင်ဗျားတို့မြင်မှတ်ထားနော်မြင်မှတ်ထားကြနော်အဲ့လောက်ကြီးလဲငါကြီးမကြကြနဲ့ဟုတ်လားခိုင်နှွေဘိုးအိမ်ကလည်းစစ်မှန်တဲ့ပြည်သူကိုလူမှာပဲခိုင်နှင်းဝင်ကလည်းစစ်မှန်တဲ့ပြည်သူကိုလူမှာပဲဖြူဖြူထွေးကလည်းစစ်မှန်တဲ့သူခါမဟုတ်တယ်ခင်ဗျရေခဲချောင်းနဲ့တော့မှသွားပြီးခင်ဗျတို့ကနော်ပြဿနာရှာနော်ကြားလားအဲ့တော့ကိုမင်းထွင်းကလည်းစစ်မှန်တဲ့ပြည်သူစီကိုပဲလာမှာတို့တော့တွားပြီးမှခင်ဗျလူခိုင်းပြီးတောင်းမနေနဲ့ကြားလားတန်းလဲတွားညှိမနေနဲ့နော်ဒါလေးပြောချင်လို့ပါဗျာနော်စောစောကကြုံပြောတဲ့ခင်ဗျတို့ PDF ထောက်ဖို့တွေ DNA ထောက်ဖို့တွေအဲ့ဒီထောက်ဖို့အကြီးစားရေးစီကိုခင်ဗျတို့အလူခံပါလို့ပြောချင်ပါတယ်ဗျာနော်အားလုံးဒါပါပဲဗျာကြာခဏကိုကျွန်တော်တွေ့လာရတယ်မကြာခဏဆိုသူတွေ့လာရတယ်အဲ့တော့ဒီဒေသကလည်းကျွန်တော်တို့စစ်သွေးကြွားတွေခိုးအောင်လှုပ်ရှားလို့ကောင်းတဲ့နေရာတစ်ဖက်မှာအေယာဝတီမြို့ရှိမယ်တစ်ဖက်မှာလည်းကျွန်တော်တို့တကယ်သူတို့လှုပ်ရှားလို့ရတဲ့ဂွင်တွေရှိတာပေါ့ဂွင်တွေရှိတယ်ခိုးလို့ကောင်းတယ်ပေါ့ဗျာခိုးလို့ကောင်းတဲ့နေရာဖြစ်တယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီငတတော်ပကံညောင်ဆိုတာကကျွန်တော်တို့ရဲ့တကယ်ရှေးအောင်အဆောက်အဦတွေရှေးအောင်စေတီတွေရှိတဲ့နေရာဒါဆိုတော့ကျွန်တော်ဒီနေရာမှာကျွန်တော်ထိခိုက်လို့တော့မရဘူးတပတ်ဆက်သွားရင်တော့ကျွန်တော်တို့ပုတ်ပါပေါ့ဗျာတကယ်ဒီမြန်မာကျွန်တော်တို့ရဲ့အသိနှလုံးရှိတဲ့နေရာအဲ့ဒီရဲ့ area တွေကျွန်တော်မှစစ်သေးကြွားတွေလှုပ်ရှားနေတယ်အဲ့တော့ဖြစ်စဉ်ကိုကျွန်တော်တခုတင်ပြပါမယ်ဒီကနေ့မနက်ပိုင်းကညောင်မြို့နယ်အဲ့တော့ငတတော်မြို့တောင်ကုန်းကျွော်မှာရှိတဲ့ရွာဦးကျောင်းဆရာတော်ကို PDF တွေကဖမ်းဆီးသွားပါတယ်ဆရာတော်ကတက်တော်ကကျွန်တော်တို့တက်တော်60ဝါတော်က40ဝါရှိပါတယ် PDF တွေကကျောင်းတော်ထဲကိုဝင်စီးပြီးတော့ကျွန်တော်တို့ဆရာတော်ဖမ်းသွားတယ်စစ်သေးကြွားအားလုံးကကျွန်တော်တို့ဒါ6ဦးဆိုင်ကယ်4စီးနဲ့ဆရာတော်တနက်တွေထောက်ပြီးတော့ဖမ်းဆီးသွားတယ်အဲ့တော့ဒီငတတော်မြို့နယ်မှာတပ်ဖြတ်ခံရတဲ့ပြည်သူတွေများစွာရှိတယ်ကျမ်းမာရေးဆရာအောင်တွေပေါ့ဗျာဆရာအောင်တွေလည်းဖမ်းဆီးခံရတာတွေရှိတယ်တိုးတော်လည်းပဲဒီငတတော်မြို့နယ်မှာထူးခြားတာကဒီရှင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီဖော်ထုတ်နိုင်မှုတော့ကျွန်တော်တို့ဒါမတွေ့ဘူးကျွန်တော်မတွေ့တာလည်းဖြစ်လိမ့်မယ်ကျွန်တော်ရိုးသားဖို့ပြောရင်တော့ကျွန်တော်ကိုယ်တိုင်တော့မတွေ့ဘူးအဲ့တော့ငတတော်မြို့နယ်မှာတော့ကျွန်တော်တို့တော်တော်လေးဆိုးပါတယ်အဲ့တော့ဒေသခံပြည်သူတွေပြောတဲ့အခါမှာသူတို့ကဒီငတတော်ရဲ့အရှိတ်ဘက်တောပြရွာကနေပြီးတော့ဒီကပြူတရာအထိအဲ့ဒီလမ်းမိုင်းတွေမှာစစ်သွေးကြွတွေကဂိတ်တွေဖွင့်နေမိုင်းတွေထောင်ထားပါတယ်တဲ့ဒါကြောင့်ကျွန်တော်တက်မလို့စစ်ကြောင်းတွေလာတဲ့အခါမှာဒီလမ်းမိုင်းကိုဂရုစိုက်ပေးပါလို့ကျွန်တော်တို့ဒီဒေသခံပြည်သူတွေကတော့ပြောပါတယ်နောက်တစ်ခါတော့ကျွန်တော်တို့ဒီဒေသမှာလှုပ်ရှားတဲ့ဒီစစ်သွေးကြွခေါင်းဆောင်ကတောပြကျွော်ကဖြစ်ပါတယ်တဲ့ပြီးရင်သူတို့ရဲ့စကန်တွေကတရားရွာဘက်မှာလည်းရှိပါတယ်ဒါကကျွန်တော်တို့ဒေသခံပြည်သူကပြောတာပါဒါကြောင့်ဒီတက်မလို့ကစစ်ကြောင်းထိုးတဲ့အခါမှာဆိုရင်မိုင်းကိုဂရုစိုက်ပါပြီးတော့ကျွန်တော်တို့ဒီဒေသခံတွေသူတို့ကိုယ်တိုင်လည်းပူးပေါင်းကြပါတယ်လို့ပြောပါတယ်ဘာကြောင့်လဲဆိုတော့ဒီလမ်းမိုင်းတွေမှာအကြမ်းဖက်သမားတွေကမိုင်းတွေထောင်တဲ့အခါမှာတက်မော်သားတွေထိခိုက်မှုမရှိအောင်ဒေသခံပြည်သူတွေကသူတို့ကိုယ်တိုင်ပူးပေါင်းပါမယ်တဲ့ပြီးတော့သူတို့ကိုကျွန်တော်တို့ဒီငါးတောင်မြို့မှာပြည်သူစစ်တပ်ဖွဲ့တွေကိုဒါတိုင်းဆွာဖွဲ့တက်မလို့အနေနဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်တွေဖွဲ့ပေးပါတယ်သူတို့လည်းဒီတက်မလို့နဲ့အတူအကြမ်းဖက်သမားတွေကိုရှင်းပါမယ်လို့ဒေသခံပြည်သူများကတော့ပြောပါတယ်ငါးတောင်မြို့ရဲ့ဒီနေရာကတစ်ဖက်မှာကျွန်တော်တို့ပကံရှိမယ်တစ်ဖက်မှာ6ရှိမယ်ကြောင်ပလောင်ရှိမယ်တောင်သာပခုတ်ကူမြင်းကြံတစ်ဖက်မှာကျွန်တော်အေယာဝတီမြင်းနဲ့ဒီတကြောဆက်ပြီးတော့ကျွန်တော်ချိတ်ဆက်နေတာဖြစ်ပါတယ်ကျွန်တော်အရန်ကိုအရေးပါပါတယ်နောက်တဲ့အခြေအနေတစ်ခုကိုတင်ပြပါမယ်ဒါကတော့ဧပြီလ20ရက်နေ့ညနေ4:10မိနစ်ချိန်ကဒါကျွန်တော်တို့ဒီညောင်မြို့နယ်ရွာပလဲကျွော်မှာနေထိုင်တဲ့ဥက္ကမောင်ကြီးရဲ့နေကိုစစ်သွေးကြွပြည်တဲ့ဝင်စီးပြီးတော့ဥက္ကမောင်ကြီးပေးကျွန်တော်တားဖြစ်တဲ့သူ
ကိုနိုင်လင်းစိန်ပြီးရင်ကျွန်တော်အိမ်မင်းနာကဥချစ်ဖို့သူတို့3ယောက်ကို PDF ကတပ်လိုက်တယ်အဲ့မှာလည်းကျွန်တော်တို့ PDF အဖွဲ့ဝင်6ယောက်လို့ဒေသခံပြည်သူတွေကပြောပါတယ်6ယောက်ပြီးတော့အဲ့ဒီအကြမ်းဖက်သမားတွေတပ်ပြီးတဲ့အခါမှာကျွန်တော်တို့တောင်တော်ရွာဘက်ကိုထွက်ပြေးသွားတယ်လို့ပြောတယ်တောင်တော်ရွာဘက်ကိုထွက်ပြေးသွားပါတယ်တဲ့အဲ့မှာကျွန်တော်တို့ပြစ်ခတ်ခံရမှုမှာကျွန်တော်နဖူးမှာကြည်ထီးတယ်ဗျာကြည်ထီးပေါ့ဗျာထားပါစို့အဲ့တော့ဒါကိုကြည်အပြည့်ကျွန်တော်တို့ဖြစ်စဉ်တကူကဧပြီလ20ရက်နေ့ညနေ4:00နာရီအချိန်မှာကျွန်တော်တို့ရွာပလဲဘက်မှာဖြစ်တယ်ရွာပလဲဘက်မှာဆိုကျွန်တော်တို့ဒါဒေသခံ3ယောက်ကိုတတ်တယ်တတ်တဲ့အခါမှာအကြမ်းဖက်သမားတွေကကျွန်တော်တို့ဒါ PDF ဖွဲ့ဝင်6ဦးဆိုင်က4စီးအဲ့မှာလည်းကျွန်တော်သိရတာက PDF ဖွဲ့ဝင်6ဦးဆိုင်က4စီးပြီးကျွန်တော်တို့ရှေ့မှာတင်ပြခဲ့တဲ့ဒီရွာဦးကျောင်းကိုဖမ်းဆီးတဲ့အခါမှာဆိုရင်လည်းပဲဒါ PDF ဖွဲ့ဝင်6ဦးဆိုင်က4စီးဒါဆိုရင်တော့ဒီအဖွဲ့တွေကကျွန်တော်တို့ဒါရွေလျားပြီးတော့ကျွန်တော်တို့ဒါဒေသခံပြည်သူတွေကိုလိုက်တက်နေတဲ့သဘောဖြစ်ရယ်။ဘာကြောင့်လဲဆိုတော့ဒါဒီကနေ့မနက်မှာဖြစ်သွားခဲ့တဲ့ကျောင်းတိုင်းဘုံကြီးဖမ်းဆီးခံရမှုမှာဆိုရင်လည်းပဲဆိုင်က4စီး PDF က6ယောက်အဲ့ဒီရဲ့မတိုင်ခင်ဧပြီလ20ရက်နေ့ညနေပိုင်းကလည်းကျွန်တော်တို့ဒီရွာပလဲကျွန်းမှာဖြစ်ခဲ့တဲ့ဒေသခံ3ဦးတပ်ဖြတ်ခံရမှုမှာလည်းကျွန်တော်တို့လူဝါ6ယောက်ဆိုင်က4စီးအဲ့တော့သူတို့ကဒီအဲ့ဒီဒေသမှာကျွန်တော်ဆိုင်ငယ်နဲ့ရွေလျားပြီးတော့ဒါသူတို့လူတွေကိုသူတို့မှာစင်းရှိပါလိမ့်မယ်ဟိုလူတက်မယ်ဒီလူကိုတက်မယ်ဆိုတော့စင်းရှိပါလိမ့်မယ်အဲ့ဒီကနေရွေလျားပြီးလိုက်တက်နေတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကဒီအကြမ်းဖက်သမားတွေကိုခင်ဗျာရှင်းဖို့ဆိုတော့ဒီပြည်သူစစ်တပ်ဖွဲ့ဝင်တွေဖွဲ့စည်းပေးဖို့လိုတယ်ဗျပြည်သူစစ်တပ်ဖွဲ့ဝင်တွေမဖွဲ့စည်းနိုင်တော့မလွယ်ဘူးဘာကြောင့်လဲဆိုင်ငယ်ကခင်ဗျာခုတင်နေဆိုပြေးလို့ရတယ်လေဆိုင်ငယ်နဲ့ခုငယ်နဲ့ဆိုပြေးလို့ရတယ်ဒီပြေးတော့ခင်ဗျာလိုက်ကြတာတော့ခက်တယ်ဗျရွာတွေဘက်မှာခင်ဗျာကားနဲ့ဆိုင်ငယ်နဲ့ဘယ်ရဖို့ပြေးတယ်လဲဆိုခင်ဗျာဆိုင်ငယ်ရဖို့ပြေးတယ်လေဆိုင်ကရခင်ဗျလမ်းချင်းချင်းလေးကိုမောင်းလို့ရတယ်ကားလမ်းချင်းချင်းလေးကိုမောင်းလို့မရဘူးကားကစင်းပေါ်ခွတ်တက်လို့မရဘူးဆိုင်ကရခင်ဗျကစင်းပေါ်ခွတ်တက်လို့ရတယ်ဆိုင်ကမှာကခင်ဗျအဲ့ကြီးလက်မှာအားတက်ချက်တွေအများကြီးပဲပြစ်ပြီးတော့ပြေးလို့ရတယ်ဒါကြောင့်တချို့ဒေသတွေမှာဆိုကျွန်တော်တို့မြို့နယ်တွေမှာပေါ့မြို့ပေါ်လာရင်ဆိုင်ကစီးလို့မရဘူးဆိုင်ကစီးနေကကန့်တတ်ထားတဲ့မြို့တွေရှိတယ်အဲ့လိုလုပ်တဲ့အခါကျတော့ဒီဖောက်ခွဲလုပ်ငန်းတွေတပ်ဖြတ်မှုတော်တော်လေးကိုရောကြပါတယ်တနည်းအားဖြင့်ကျွန်တော်ရန်ကုန်တိုင်းမှာဆိုရင်ကျွန်တော်3ခွတို့ခရမ်းတို့အဲ့ဒီဘက်မှာဆိုရင်ကျွန်တော်မြို့ပေါ်မှာဆိုင်ကစီးနေခွင့်မပေးဘူးမြို့မှာလည်းမပေးဘူးကျေးလက်မှာလည်းမပေးဘူးမပေးတော့ဘာဖြစ်လို့ဆိုအကြမ်းဖက်သမားတွေရွေလျားလို့မရတော့ရွေလျားလို့မရတဲ့အခါမှာကျတော့မရတဲ့အခါမှာကျွန်တော်တို့ဒါလူတက်မှုတွေဖောက်ခွဲမှုတွေတော်တော်ကြီးကိုရောကြသွားတယ်ဒါပေမဲ့တချို့တော့ပြောမှာပေါ့အများပြည်သူသွားလာဖို့ခက်တယ်ပေါ့မခက်ပါဘူးကျွန်တော်အဲ့မှာကျွန်တော်တို့မြို့မှာဆွဲနေတဲ့ဂုံတောင်းတွေရှိတယ်ကားတွေရှိတယ်ထော်လာကြီးတွေရှိတယ်အများကြီးပဲသူတို့ဈေးဝယ်လို့ကြပါတယ်ဗျာဘာမှမဖြစ်ပါဘူးလမ်းတွေကောင်းပါတယ်နေတော့ဆိုမနက်ခင်းဈေးမြို့ကိုဈေးသွားဝယ်မယ်ဆိုဗျာမနက်ခင်း9နာရီလောက်လိုင်းကားပေါ်တက်ပြီးမြို့ပေါ်သွားဝယ်12နာရီလောက်ပြန်ရောက်အတူတူပဲဘာမှမထူးကောင်းပါတယ်အဲ့တော့ကျွန်တော်တချို့နေရာတွေမှာဒီဆိုင်ငယ်တွေကိုကန့်သက်ဖို့လိုတယ်ဗျလုံခြုံရေးရှုလို့ရဆိုင်ငယ်တွေကန့်သက်ဖို့လိုပါတယ်လုံတဲ့ကောင်မှာလည်းကျွန်တော်ပြက်သားလှုပ်စေခြင်းပါတယ်ကျွန်တော်တို့နမူနာတစ်ခုအနေနဲ့ခရမ်း3ခွက်ဘက်မှာလှုပ်တာရှိပါတယ်တကယ်ကိုအောင်မြင်ပါတယ်တကယ်ကြီးကိုအောင်မြင်ပါတယ်အဲ့တော့ကျွန်တော်ဒီသတင်းပြန်ချောရမယ်ဆိုတော့ကျွန်တော်တို့ဒါငတ်တလောက်ဘက်မှာတော့ဒီအကြမ်းဖက်သမားတွေရဲ့လှုပ်ရှားမှုတွေကြောင့်ပြည်သူတွေတပ်ဖြတ်ခံရမှုတွေရှိပါတယ်အဲ့တော့ဒီအချိန်တွေမှာတော့ကျွန်တော်တို့ဒီကျူးလွန်တဲ့သူတွေကိုတော့ကျွန်တော်တို့ဒီဖမ်းဆီးရမိတာတော့မရှိသေးပါဘူးထို့တူပါပဲကျွန်တော်တို့ပြီးခဲ့တဲ့ကာလကဒီကျွန်တော်ညောင်မျိုးပေါ်မှာဒါတကောင်စင်းကောက်တဲ့အဖွဲ့တွေတပ်ဖြတ်ခံရတဲ့အခြေအနေလည်းရှိပါတယ်အလားတူပါပဲကျွန်တော်တို့ဒီလမ်းပိုင်းတွေမှာဒါကျွန်တော်တို့ဒီဆောက်လုပ်လုပ်ငန်းလမ်းပိုင်းတွေမှာတွားနေတဲ့ပြည်သူတွေကိုဖမ်းဆီးတာတပ်ဖြတ်တာတွေဒါတွေလည်းရှိခဲ့ပါတယ်မှတ်တမ်းတွေမှာရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ကဒီပကံညောင်ဒေသကိုဒါပကံညောင်ဒေသမှာလှုပ်ရှားတဲ့အကြမ်းဖက်သမားတွေကိုရဲရဲဆက်ဆက်ရှင်းလင်းဖို့လိုတယ်အဲ့ဒီမှာကျွန်တော်တို့ဒီပြည်သူစစ်တပ်ဖွဲ့ဝင်တွေကိုကျွန်တော်တို့မွေးထုတ်နိုင်ဖို့လိုပါတယ်အဲ့လိုမှမဟုတ်ရင်တော့ကျွန်တော်တို့ကလေထွက်နေမှာဖြစ်ပါတယ်